သားတော့အကြီးနဲ့ထမင်းကြော်အပြည့်အမောက်ပါတာဟိုမှာတပွဲမှာ3000ကျပ်တဲ့ဖိုင်လေးကတော့နဂတ်ပွဲကျောင်းလန်မိသက်ယုံရဲ့အထဲမှာရောက်တဲ့ဖိုင်လေးပါပလဲဆိုတဲ့ထမင်းကြော်ဖိုင်လေးပေါ့ဒီဖိုင်လေးကတော့တောင်ကြီးသူတောင်ကြီးသားတွေအရန်ညှို့ကြလို့တီတီကသွားဖခြင်းဖြစ်ပါတယ်သူရှိမှာအမဲဝက်ကြက်ဆိုပြီးတော့ရတယ်တီတီသွားတဲ့အချိန်ကနေမြင့်နေပြီဆိုတော့အမဲသားကိုအကျော်လေးနဲ့တော့မရခဲ့ဘူးအမဲသားအတုံးလေးပဲရခဲ့တယ်ပေါ့နော်ဟင်းလေးတွေကနူးနူးအီအီနဲ့ဟင်းအရည်လေးတွေကအရန်ကိုဖာကောင်းတယ်ပါတဲ့ပူရှင်ကလည်းတော်တော်ကိုများတယ်3000နဲ့တော့အရန်တန်တယ်ပေါ့နော်ဖေးတင်တန်တာမဟုတ်ဘူးဖားရတဲ့အရာတာကလည်းတကယ်ကိုတန်ပဲနော်သူ့ရဲ့အသားတုံးတွေကအသားတုံးပုံမပြတ်ပဲနဲ့ကိုင်းလိုက်ရင်တော့နူးအီဖတ်နေတာပဲပေါ့နော်ပုံမှန်က9နာရီကျော်လောက်ဆိုရင်တော့တိတ်မဖုံတော့ဘူးအဲ့ဒီအတွက်ကြောင့်မလို့တီတီကအမဲအကျော်နူးနူးအီလေးတောင်မဖားခဲ့ရဘူးပေါ့နော်ဖိုင်မှာဒီငရုတ်သီးနဲ့တမြာသီးနဲ့ဖိန်ထားတဲ့ဟာကိုအရန်ကိုကြိုက်တယ်ဂရင်းရှင်းပြီးတော့တော်တော်လေးဖားလို့ကောင်းတယ်ဖိုင်မှာပေးထားတဲ့အရန်လေးတွေကတော့တော်တော်များတယ်တစ်ခါတလေဆိုရင်ဗီဘူတီပေါ်တယ်ဗီဘူတီထောင်းနေပါတယ်ကရတယ်ပေါ့နော်မြုပ်တီးကြော်ရွရွလေးကတော့တောင်ကြီးမြို့ပဲဖိုင်မှာဖာရတဲ့အမျိုးပေါ့နော်အဲ့ဒါလေးကတော့တိတ်မထူးဆန်းဘူးဆိုပေမဲ့မနက်ထမင်းကြော်ဖိုင်နေထဲမှာအမြဲတမ်းမဖြစ်ပါတယ်မနက်ကိုထမင်းဖားလိုက်ရတာကတော်တော်ကိုအားရင်ပြေဝပြီးတော့မနက်ဖာကောင်းလေးဖားလိုက်ရရင်တနေ့ကုန်ဖိတ်ချီနူးနေရပေါ့နော်ဖိုင်မာကတီတီမမြင်ဘူးတဲ့ထူးထူးဆန်းဆန်းငါးလေးတွေကိုကြော်ထားတယ်ငရုတ်သီးလေးနဲ့ကြော်ထားတာပေါ့နော်ဒါလေးကတော်တော်ဖားလို့ကောင်းတယ်ဖူပေမဲ့ဒီငါးကိုဘလို့ခေါ်လဲတော့တီတီမသိဘူးဖူမှမြင်ဘူးတာဒါကတော့သူ့ရဲ့အရန်လေးတွေပဲပုတ်မှုန်လေးတွေရောရှိရတီတီကပဲပုတ်မကြိုက်တဲ့လူဆိုတော့အဲ့ဒါတော့မဖားခဲ့ရဘူးဒီနေ့ကတော့နှမ်းပတ်ချင်လဲရှိတယ်ဗီဘူတီပေါ်တဲ့ချိန်ကဗီဘူတီပေါ့နော်ဒီဖိုင်လေးကိုဖားချင်တယ်ဆိုရင်တော့မနက်ကိုဖော်ဖီဖီထပါ9နာရီကျော်ရင်ဟင်းနေသိမ့်မဖုံတတ်တော့ဘူးလိပ်ဖာလေးကိုနောက်တစ်ခေါက်ပြန်ပြောရမယ်ဆိုရင်တော့ငကပွဲချောင်းလန်ဝေယံဖတိုးဂျာလန်လို့လည်းပြောလို့ရမယ်ပေါ့နော်ဝေယံဖတိုးလန်အဲ့မှာမီးတက်ယုံရှိပါတယ်မီးတက်ယုံမှာပဲရှောင်းတာပါထိုင်ပြထိုင်ကုန်လေးတွေလည်းရှိတယ်ပိုရှင်းလည်းများတယ်တပွဲ3000ကတော့တော်တော်ကိုတန်တယ်အသားလေးကတော့မြင်းတဲ့အတိုင်းပဲဖုန်းလေးနဲ့ဖဲလိုက်တာနဲ့ပေါ့နော်ဤကနေပဲဘလော့လေးကတော့ဓာတ်ပတ်ပေးရှင်နောက်ဘလော့တွေမှာတွေ့မယ်နော်အားလုံးတတား